တခါတော့ကအလုံးအရေးကြီးတဲ့စစ်မြေပြင်တစ်ခုမှာဗိုလ်ချုပ်ဦးဘဆိုတဲ့အရာရှိကြီးတယောက်ရှိခဲ့ပါလေတပ်သားတွေအားလုံးဟာလေဗိုလ်ချုပ်ရဲ့အမိန့်ကိုနာခံဖို့ရှက်ပြီးစောင့်ဆိုင်နေကြတာပေါ့အဲ့ဒီအချိန်မှာဗိုလ်ချုပ်ဟာသူ့ရဲ့တုတ်တန်လေးနဲ့တိုက်ကွဲမြေပုံကိုထောက်ပြီးညွှန်ကြားဖို့ပြင်လိုက်ပါတယ်ရုတ်တရက်ဆိုသလိုပဲအရေးပေါ်တရင်ပို့တဲ့စာရွက်တစ်ရက်ဟာဗိုလ်ချုပ်ရှေ့ကိုရောက်လာခဲ့ပါတော့တယ်ဗိုလ်ချုပ်ကလည်းအရေးကြီးတဲ့စစ်ရေးလှုပ်ချက်ထင်ပြီးမိုက်ခရိုဖုန်းအတန်ချဲ့ဆက်ရှိတော့စာရွက်ကိုခတ်တီတီနဲ့ဖွင့်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီစာရွက်ကတိုက်ပွဲအစီအစဉ်မဟုတ်ဘဲသူမိမပေးလိုက်တဲ့ဈေးဝယ်စီရင်ဖြစ်နေကြတာကိုဗိုလ်ချုပ်ကလည်းဘာမှတတိမထားမိပဲအတန်ဝါကြီးနဲ့စက်တော်နီတောင်းပိတ်တာဝယ်ခဲ့လို့ဖတ်လိုက်ပါတော့တယ်အဲ့ဒီတော့မှတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့စစ်သားတွေအားလုံးဟာမျက်လုံးလေးတွေကလဲကလဲနဲ့ကြောင်အန်းဖြစ်ပါကြတာပေါ့ဗိုလ်ချုပ်ကရက်မသွားပဲဆက်ဖတ်နေပါတယ်ပြီးတော့ငပိရေကြိုးဖို့ငပိမမိတ်နဲ့နော်ဆိုပြီးတတော်လုံးဟိန်းထွက်သွားပါတော့တယ်အတန်ချဲစကီကလည်းကောင်းလွန်းတော့တစ်ဖက်ကရန်သူစခန်းအထိပါအဲ့ဒီငပိဝဲမဲ့အတန်တွေကပဲသိမ့်ထားပြီးကြားသွားခဲ့ပါတယ်ရန်သူတွေတောင်ဘာလို့ရမှန်းမသိတော့ပဲတနက်တွေကိုအောက်ချပြီးနားဆွင့်နေကြတဲ့အခြေအနေဖြစ်သွားတာပေါ့အဲ့ဒီအချိန်ကြမှာဗိုလ်ချုပ်ဟာသူဖတ်နေတာစစ်ရေးရှုဝက်ချက်မဟုတ်ဘူးဆိုတာကိုရုတ်တရက်သတိထားမိသွားပါတယ်ရှက်နဲ့မိုက်ခရိုဖုန်းကိုအမြန်ပိတ်ဖို့ကြိုးစားရင်းမြေကြီးပေါ်ကငပြိုးခွန်ကိုနင်းမိပြီးခြေချော်လဲပါတော့တယ်ဒီအချိန်မှာဘီနာကစစ်တဲကျိုးကိုအားကိုတကြီးလျှံဆွဲလိုက်မိပါတယ်အဲ့ဒီတော့မှစစ်တဲကြီးတစ်ခုလုံးဟာဗိုလ်ချုပ်အပေါ်ကိုဖြောင်းကနေပြိုကျလာပါတော့တယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့တပ်သားတွေအားလုံးဟာဘလို့မှထိမ့်မထားနိုင်တော့ပဲအတန်ထွက်ပြီးအော်ရကြပါတော့တယ်ဟိုဘက်ကရန်သူတွေကပါဘာထိမှန်းတေးသေးချာချာမသိပြီမေရဲသံတွေကူးဆက်ပြီးမြေပြင်ပေါ်လှိမ့်နေအောင်လိုက်ရဲကြပါတော့တယ်ဗိုလ်ချုပ်ကလည်းတဲအောက်ကနေခေါင်းလေးပြူထွက်လာပြီးစောင်းနေတဲ့မြစ်မှန်ကိုတဲ့တက်ရင်ရှက်ကိုရှက်ကန်းနဲ့လိုက်ရဲပါတော့တယ်အဲ့ဒီနေ့ကစပြီးသွေးထွက်တန်ယူဖြစ်မဲ့တိုက်ကွဲကြီးဟာဗိုလ်ချုပ်ရဲ့အမားလေးတစ်ခုကြောင့်ရေမောစရာဟာတာအပြက်ဆက်ကြီးအဖြစ်အဆုံးသက်သွားခဲ့ပါတော့တယ်ကဲပရိသတ်ကြီးရေဒီပုံမြင်လေးကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လုပ်ပေးသွားကြပါအောင်နော်နောက်ထပ်လည်းဒီလိုချစ်စရာကောင်းပြီးပြောစရာကောင်းတဲ့ပုံမြင်လေးတွေကိုအများကြီးတင်ဆက်ပေးသွားအောင်ပါမို့ခေါင်းလောင်းလေးကိုနှိပ်ထားပြီးဆက်ဆက်စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်